Hello အခုကတော့ In Atlantic က W Bistro ဆိုတဲ့ဆိုင်လေးကိုရောက်နေတာပေါ့နော်ဒီနေ့က bridal shower ပွဲလေးလာဆင်ပေးရပါဆိုတော့ဒီအခန်းလေးထဲမှာ bridal shower ပွဲလေးကိုဆင်ထားပေးတဲ့ပါဝင်တာလေးတွေတခါလေးပြောပြပေးသွားမယ်ပေါ့နော်အခုလိုဝင်လာမယ်ဆိုလို့ရှိရင်မိုးပြန့်ပူပေါင်းလေးတွေကိုထိုင်တော်တခုံချင်းစီမှာခြိထားပေးတယ်ပြီးသွားလို့ရှိရင်ဒီတငယ်ချင်းမိတ်ဆွေတွေဆော့ဖို့အတွက် Uno the Bright Best ဆိုတဲ့ game လေးပေါ့နော်သူတို့သမီးလေးနဲ့ပတ်သက်ပြီးသူကအကောင်းဆုံးသိလဲဘယ်သူအမှန်ဆုံးလဲဆိုတဲ့ဟာလေးဆော့ဖို့ game လေးတွေစီစဉ်ပေးတယ်ပြီးရင်ဒီအလဲစပွဲအလဲတက်မှာစပန်းလေးတွေကအစားထိုးပေးထားတယ် candle လေးတွေလည်းချခင်းပေးထားတယ်ပေါ့နော်ပြီးရင်ဒီမှာဒါကတော့ main photo booth လေးပါ main photo booth လေးကရွှေရောင်ရဲ့အဖြူရောင်ရဲ့ apricot အရောင်လေးရဲ့တော့အသားရောင်လို့ခေါ်တာပေါ့နော်အဲ့ဒါလေး၃မျိုးရောပြီးတော့ဆင်ပေးထားတယ်အောက်မှာညခင်းတူလေးလည်းခင်းပေးထားတယ်ဆလိုင်မီလေးလည်းခင်းထုံပေးထားတယ်ပေါ့နော်ပြီးတော့ရှင် bridal shower ဖြစ်တဲ့ကြောင့် bride ရဲ့ခေါင်းလေးမှာဆောင်းဖို့တက်ဒီလို veil စာပါလေးလည်းထည့်ပြီးစီစဉ်ပေးထားပါတယ်ဒါကတော့ cake table လေးလည်းစီစဉ်ပေးထားတယ်ပေါ့နော် cake table က cake မုတ်လေးတွေဒါပါမယ်ဆိုလို့ရှိရင်တင်လို့ရအောင် cake table လေးပါမယ်ပြီးရင်ဒါကတော့နေရာမှာ attach လုပ်ပြီးဆင်တဲ့အပြင်အစင်လေးပေါ့နော် bright to be ဆိုတဲ့ဟာလေးနဲ့နေရာမှာ7ပုံစံတချမ်းလေးပုံဖော်ထားတာပေါ့နော်အခန်းလေးကအနေထားလေးကသူ12ယောက်15ယောက်လောက်ကောင်းကောင်းဆန်တဲ့အခန်းလေးဆိုတော့နေရာကအရန်လေးမကျယ်ဘူးအရန်လေးမကျင်ဘူးပေါ့နော်အဲ့တော့ရတဲ့နေရာပြောင်လေးမှာလိုက်ဖက်ညီအောင်လို့ bright to be တင်းလေးနဲ့ဆင်ပေးဖြစ်တာလေးဖြစ်ပါတယ်အဆုံးထိကြည့်ပေးတဲ့ကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုပ်ပေးကြမယ်နော်တတား